ကဘာပေါ်မှာတန်းချက်ခါအစစ်ဝတ်ထားတဲ့နို့တိုက်တဲ့ဝါရှိတယ်ဆိုတာတင်ယုံမလားကြည့်လိုက်ရင်တကယ်ပိုကီမွန်အကောင်အတိုင်းပါပဲဒီကောင်လေးရဲ့နာမည်ကတင်းခွေချက်ဖန်ကိုလင်ပါအာရှနဲ့အာဖရိကတောနတ်တွေထဲမှာပဲတွေ့ရတတ်ပါတယ်သူကဒိုင်နိုဆောနဲ့ဆင်တူပေမဲ့တကယ်တော့ခွေးတို့ကြောင်တို့လိုပဲနို့တိုက်တဲ့ဝါတစ်မျိုးပါပဲသူ့ရဲ့ထူးခြားချက်ကတော့တကိုယ်လုံးကိုဖုံးအုပ်ထားတဲ့မာကျောတဲ့အကြေးခွင်တွေပါပဲဒီအကြေးခွင်တွေကဘလောက်တောင်မာလဲဆိုရင်ချင်းသိပ်ကြိုက်တာတောင်မပေါက်တလို့ကြီးစံတောင်လွင့်စင်သွားနိုင်တယ်လို့ဆိုကြပါတယ်။ရန်သူနဲ့တွေ့ရင်သူကပြန်မချပါဘူး။ဘောလုံးလေးလိုခွေနေလိုက်ယုံပါ။သူ့ရဲ့အကြေးခွင်တွေကဓားသွားလို့ထပ်မြင့်နေလို့လာကင်နဲ့ရန်သူဟာပြက်ရှာသွားနိုင်ပါတယ်။စိတ်ဝင်စားဖို့ကောင်းတာကဒီကောင်မှာသွားတစ်ချောင်းမှမပါပါဘူး။ဒါပေမဲ့သူ့လျာကသူ့ကိုယ်ထဲတဲ့တောင်ရှိပါတယ်။အဲ့ဒီစိတ်ကပ်နေတဲ့လျာကြီးနဲ့တရက်ကိုချက်ကောင်နဲ့ပယုတ်စိတ်အကောင်ရေ9000လောက်အထိရှာဖွေစားတော့တာပါ။ဒါဟာတောရင်းကေရတနစ်အတွက်အရန်အရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်။ဒါပေမဲ့အခုအချိန်မှာတော့ဒီအကောင်လေးတွေဟာကဘာပေါ်မှာအခိုးခံရဆုံးနဲ့မှောင်ကိုဈေးကွက်မှာအသက်ခံရဆုံးတရဝါတွေဖြစ်နေပါတယ်။သူတို့ရဲ့အကျေးခွင်တွေကိုဆေးဖော်ဖို့အသက်ဖြတ်နေကြတာကြောင့်အခုဆိုရင်မျိုးတုံးဖို့အလွန်နီးစပ်နေပါပြီ။ဒီလိုထူးဆန်းပြီးအေးဆေးနေတဲ့အကောင်လေးတွေကိုကာကွယ်ပေးတဲ့တယ်လို့တင်ထင်လား။မင်းတို့ရဲ့အမြင်ကို comment မှာရေးခဲ့အောင်နော်။